네, 나야도 나잖아. 아무래도 누가 바로 그냥 누가 너를 아이고 약간 세상에서 지고 약간 그래 그냥 흑하고 그냥 우리의 그런 오버사장 그런 집에 지수장 그런 장가를 그냥이만 저로 누가 아이고 그냥 정말 잘 가서 저로 사요 마파레 다음에 등에 부디 수레 가서 마파레 심하고 그러면 간지 뜻에 또한 스쳐 정말 마파레 심하고 그러면 이제 간지 뜻에 안에서 또한 스쳐 주고 정말 네 조카 등에로 몰래 전이 또 세지나 아찬도도 성회도 피해 그배로도 이 성회도 들어고 자이 예수디 민노물이 암년도 퇴 이두개로 고마탄도 라마리세 메시다자네 야르키 나네로디 조도도 들어있는 이 나마가 소디가 아천두디 야르키 나나로고 등에게도 막하미유 조도디 나나로도 무야 메도 비마 등에도 고치파이 두로 어머가 나도 된데 가운지고요 이게 기수 너가 맞았으신데 가마 저를 뛰어다니는 그의 아다다가 네방 플러스 10세 때야 다시 그러고 그 아다다가 네방 동산에 동네를 다시 그래 에이 태어나 들어 유다의 동산 시에 다음에 네방 동산 아다 동산 비에 가마가도 야르키에 내는 거 저 사호에 그래서 네방 동 들어야 동산가 네방 아다 동산 비마에 루지 떼어서 아야오 하자라 에이 아다 동산 비마에 그의 아다가 나로는데 동네를 챙겨야 하자 이 동네 챙겨만 네 마냐마 야르키에 내는 거 장고 야르키에 미다로 장고 야르키에 아오피아 장고 또 고로 장고 또 호표 위나 뜻해야지 동kin야지 누나용래 아나리 예세야래 때레를 신데 알로야야래 저로 뒤에다가 펴 특히 슈가 펴야자 때야야 가는 시대 또 펴야하게 아이디 단데 뭐가마 무이파피 아타신데 루자기래 때야야 가는 시대 때야 그래서 또 뭐라게 뱀반데 또에 또아야래 란샤에 저로 가시야 뭐 함시 란샤에 뭐해အဲ့လိုအခြေခဏလေးထိုင်နေတဲ့အချိန်မှာတမီးတို့သူ့စီခေါ်လာတယ်အမေကအော်ဗျာရဲ့တာမေရှိရဆိုတော့လက်တော်လေးထင်ပြီးမှကောင်းချီပေးတာသမီးတို့ကောင်းချီရမှာပဲအခုအဲ့လိုခေါ်လာတဲ့အခါကျတော့တပည့်တော်ကခရစ်တော်ကိုတနာတယ်အော်တဏီကိုလည်းတန်းဆောင်နေရတယ်ဗျာတခင်ရဲ့မိသားဝင်ငါရတယ်သူတာပြရတယ်မမေးလက္ခဏာလို့ရတယ်ခဏလေးလာတဲ့ချိန်မှာမလာနဲ့သွား야, 그래도 나를 그러고 그래도 그러면서 no 들어오세요. 라면서 아시오 가카야네. 앞으로 내서 야도 기회 내는 거와 뒤로 끌리는 루မျိုး떼고 끌리로 알리는 하는 수가 그래. 떼고 치게 수가 그래. 이러도 내 때문에 또 까운지 까운게 내는 가 뒤로 루မျိုးကောင်းကင်နိုင်ငံသားနဲ့ကတော့နိုင်လိုက်တဲ့အမြင့်ကြီးကိုချင်းရောက်လိုက်တွေ့ရတယ်။အဲ့တော့ဒီနေ့ဒီတငယ်တွေကကျွန်တော်တို့အတွက်ဘယ်လိုမျိုးလဲဆိုတာအချက်နဲ့ချက်အားဖြင့်ကျွန်တော်တို့ဟောအားယူပါပါတယ်။ဘာလို့တစ်ချက်အနေနဲ့ကလေးတငယ်တို့ဟာဝင်လဲဆိုရင်ကလေးတငယ်များနေတန်ဖိုးချက်ရမရတော့ဘုရားသခင်ကျွန်တော်တို့ပြီးတဲ့ယေရနာဖြစ်တယ်맞잖아요. 때야는 꿈여도 사람아. 때야는 꿈여도 사람. 아빠의 애들이 또 많아. 화면도 다른 일이 타오라 부야 끝나 수차에 끝나는 거 안무이자. 안무이스라 너를 길에다가 무이진에 따는 채로야. 달랑 별로야. 떼고 앞으로 채로야. 나무시에 야치대. 너로 야. ဘုရားကိုမသိတဲ့လူတွေအခုဒီထိုင်းနိုင်ငံမှာကြီးရခါကလေးတွေကိုတဲ့အနေထားတယ်ဆိုတာကျွန်တော်သိရတယ်။ဟိုတစ်ခါကဝန်စုကိုအင်ရှင်ရောက်လာတယ်။အင်ရှင်ရောက်လာတော့ကျွန်တော်ထိုင်းမှာကလေးသိနေတော့သူကမသိဘူး။အပေါ်နဲ့အပေါ်တက်လာတော့စကာ
ပြောအဲ့ခရီးနဲ့ဘာလဲမထိုင်းလို့ပြောနေအဲ့ကျွန်တော်ထပ်တော့မှလို့တဲ့ထိုင်းလို့မဟုတ်ဘူးအင်္ဂလိပ်လိုပြောပြီးတော့ပြောနေသူအရာအော်ရပါပြည့်နေပါလေဘာလဲခုမအောင်အတန်ကအချွေကြီးနဲ့ပြောနေအခါနဲ့ဝင်ကြည့်တော့အဲ့ဒါလည်းကျွန်မဝင်ကြည့်ခါတော့ကျွန်မကအိတ်နေတော့ oh baby sorry sorry ဒါတော့တော့ချက်တာကြတော့သူကလေးအိတ်နေတယ်ဆိုတော့သူကခဏသူဘလောက်ထိအော်ချင်လဲမသိဘူးကျွန်တော်တို့စကားမတက်လို့ဘလောက်ထိပြောချင်လဲကျတော့တခြားတော်လေးကိုကလေးကိုသူတို့ကထားတယ်ပြရသူဒါကပြောင်းလို့မသိတဲ့လူကျန်စာထဲမှာဒါအမွေဟုတ်တယ်နော်လို့မပြောဘဲနဲ့မပြောတဲ့လူသားတွေမှာပြားကိုမသိတဲ့လူသားတွေမှာကလေးတွေတော့လို့တန်ဖိုးထားတယ်ဆိုတာကျွန်တော်တို့နေ့စဉ်နဲ့ညပြရတယ်ကျွန်တော်တို့လည်းတန်ဖိုးထားတယ်ဒါပေမဲ့ဘာဖြစ်လို့လဲဆိုတော့ကလေးတွေကနောက်မျိုးဆက်တဲ့ကျွန်တော်တို့ရဲ့မျိုးဆက်တွေကြံခဲ့ဖို့အမျိုးတွေကြံခဲ့ဖို့ပါရထားတယ်အဲ့ဒီအတွက်နောက်အနာဂတ်အတွက်ဘယ်အရေးကြီးတာမဟုတ်တန်ဖိုးရှိတာမဟုတ်ဘူးဆိုတာပြည့်ဒီနေ့မှလည်းဒီကလေးတွေတန်ဖိုးကဘာလဲဆိုလို့ရှိရင်ဒီနေ့ကလေးတွေကဘုရားတစ်ချက်နဲ့ပြောလဲဘုရားတခင်ရဲ့မေတ္တာကိုဖော်ပြတယ်ဘာလို့ဆိုဘုရားတခင်ကလူသားတွေကိုအယမ်းချစ်တယ်ဘာနဲ့လိုက်ရရမလဲမင်းတို့တာသမီးကိုမင်းတို့ဘလောက်ချစ်တယ်အမှကြီးအဲ့ဒီဟာထပ်ကိုဘုရားကမလို့ချစ်တယ်ဆိုတော့ဒီကလေးတွေနဲ့နိုင်ရအမေကလို့ဆိုကလေးအမေကသူ့ကလေးကိုမိခိန်တော့မှမိနိုင်လားလူသားတွေဖြစ်တဲ့ကျွန်တော်မမိနိုင်ဘူးမိခိန်ရင်တော့ဘုရားကကျွန်တော်တို့မမိဘူးလေဒီခြားရကျမ်းမှာပြရတယ်သူ့ရဲ့မိတာကဒီထက်ကြီးတယ်ဒါကြောင့်ကျွန်မဒီခါလေးကလေးကိုလူသားရဲ့နဲ့ချစ်တယ်အော်ကျွန်မတို့လည်းဖျားရှိမှကလေးကိုလည်းဖြစ်နေတာပဲဒီခါတလေကျတော့လို့မိဘဆိုတာကမိဘဆိုတဲ့အရာကိုတို့ကအကုန်လုံးမလို့အကုန်လုံးပေါ်အထားပြတော့လည်းထဲမှာပဲရှိနေရတယ်အော်ငါတို့လည်းဒီခါတလေကျရင်ငါတို့ဖြစ်ရှိမှာဒီလိုဖြစ်နေမှကျရင်ကျွန်တော်စဉ်းစားမှုရတဲ့ခင်ရဲ့မေတ္တာကိုဒီလိုကျွန်တော်တို့ပေါ်ပြရတယ်ကျွန်တော်တို့နားလည်အောင်ခိုင်းနေပြထားတယ်ဆိုတော့အဲ့ဒါကဘာလဲဆိုဒီကလေးတွေကျွန်တော်တို့သူတို့ဘာမှပြောစရာမလိုဘာမှလုပ်စရာမလိုကျွန်တော်တို့တုံးနေတာအများကြီးရှိတယ်နေ့စဉ်နဲ့ညကျွန်တော်တို့စီမှာပျောက်ဆုံးသွားပြီဖြစ်တဲ့မရှိနိုင်တော့တဲ့ကျွန်တော်တို့စီမှာမရှိတော့တဲ့ရိုးသားမှုတွေအပြစ်ကင်းစင်မှုတွေဒီကလေးတွေစီမှာကျွန်တော်ပြန်သင်ရတယ်ကလေးတွေကအရာကိုတားတယ်အမေတယောက်ကကလေးနဲ့တို့ပြောစကားပြောနေတယ်ဆိုတော့ရောမှာအလူခါလာတဲ့လူရောဆန်ချီအမေကတော့ဆန်ချီသူတားလို့ခဏနေကိုလူကြီးတွေဒီမှာလာပြီးအမေရှိလားလို့မေးလို့မရှိဘူးလို့ပြောလိုက်တော့မှအဲ့လိုပုံနေတယ်အဲ့တော့လူကြီးရောက်အလူခါနဲ့လူရောက်တာရဲ့အမေရှိလားအမေပြောတာမရှိဘူးလို့ပြောခိုင်းလိုက်တယ်ဘယ်လိုများဘာလို့မရတော့ဒီအရာတွေဒီနေ့ကျွန်တော်လူကြီးဖြစ်လာတဲ့အခါမှာကျောင်းဆုံးသွားပြီလားဒါကျွန်တော်ကလေးစပြန်တည်ရတယ်ဆိုတော့တရားနောက်တစ်ခုကကျွန်တော်အရာကိုဖြစ်စတယ်ကလေးရောတဲ့ကိုအမေကသူ့ကလေးရှိမှပြောနေတာတခြားအမပြောသူတယောက်နဲ့ဘယ်အိမ်ကလူကလေးအဲ့လိုဖြစ်တယ်ငါလေးသူနဲ့မပေါ့ချင်စကားပြောရတာအဲ့လိုဖြစ်တယ်လို့ဖြစ်တယ်မခေါင်းချောင်းနဲ့ပြောနေအဲ့အဲ့ဒီအမရောက်လာတော့အမေပြရတယ်ကြောက်တော့တတိယနေ့ကကျွန်မလေးအမတို့ညအတွေ့ရှင်နေတာပြောတော့အခုကလေးကပြောတယ်အမေတို့ခဏပြောတာအဲ့လိုပြောနေမဟုတ်ဘူးဒီနေ့ကလေးတွေကမှန်ပဲဒါကြောင့်ကျွန်တော်တို့ဒီနေ့ကလေးတွေစတယ်ပြီးတော့နောက်တစ်ခုကဘာလဲဆိုတော့သူကယုံကြည်ကိုးစားမှုအပြည့်ရှိတယ်သူတို့မိဘတွေဒီတောင်းကိုကျိုးလည်းပဲတန်းမှလမ်းလျှောက်တဲ့ကျိုးရမ်းမှာလမ်းလျှောက်တဲ့လူတယောက်ကအဲ့ဒီကျိုးသူဘလောက်ကြွကျင်လောက်တော်တယ်ဆိုတဲ့အကြောင်းကိုတောင်းမြင့်ချင်းအောက်မှာကြောက်အဲ့ဒီကြီးပဲအဲ့ဒီကြောင်းမှာကြာတော့လို့ရှိတော့အသားတစားအယူတခြားအသားတခြားပဲအဲ့ဒီကျိုးတန်းလေးကိုကြာရမ်းလျှောက်တဲ့ခါမှာသူတရားလည်းမလျှောက်ဘူးသူ့ကလေးကိုကောင်းလို့ဒီမှာပခုံးမှချီထားမှလည်းလျှောက်ပြီးတယ်ရှောက်တဲ့ကကျတော့လူကအော်ရဆိုရင်တော့အလုပ်ကိုရှင်တဲ့ကလေးကကြာတော့လည်းဖြစ်ရှင်ဘာညာဘုကွာရဆိုရင်ပြီးသွားတဲ့ကျတော့ကလေးကိုပြောတယ်အော်နဲ့အပြဲလို့မျိုးစားနေမကြောက်ဘူးလားကလေးကပြောကျွန်တော်အဖေကျွန်တော်ရင်းနေဒါပဲဒီနေ့ကျွန်တော်တို့ကလေးတွေဆရာရတဲ့ခင်ဗျားတို့တို့
ကြည့်ပါဒီနေ့မြင်ကြည့်ကျွန်တော်တို့အသက်ကြီးလာတဲ့ကျွန်တော်ဟိုဟာလေးစဉ်းစားရတာလေးစဉ်းစားရတော့အဲ့ဒီအကျဉ်းမဲ့ဆိုတာကဒီနေ့ကလေးတွေဆိုတာကျွန်တော်ကြံပြီးတင်ရမယ်ဖြစ်နေတယ်ဆိုတာတွေ့ရတယ်။ဒါကြောင့်ဒီကလေးတွေဟာဒီနေ့ကျွန်တော်တို့တိတ်ကိုသံဖို့ရှိတဲ့နေရှိတယ်။မိဘတွေတက်ပဲတံမိုးရှိတာမဟုတ်။ကလေးတွေကိုကြည့်ပြီးတွေ့တဲ့လူတိုင်းကဒီကလေးတွေရဲ့ဖြစ်စဉ်မှုရိုးသားမှုချစ်စရာကောင်းမှုလူရဲ့စိတ်ကိုရှင်လန်းစေဒါတွေအားလုံးကသူ့ရဲ့တံမိုးတွေပဲအများကြီးရှိတယ်အများကြီးရှိတယ်အဲ့တော့ဒီနေ့ကျွန်တော်တို့အတင်းမှာရှိတဲ့ကလေးတွေအကုန်လုံးပါကျွန်တော်တို့အတင်းတော်တရားစီအတင်းတော်တရားချစ်စီရဲ့ယန္တနာတွေပဲဖြစ်တယ်မိဘတွေတောင်သူ့မိဘသူ့နဲ့သူ့အဖေနဲ့တံမဟုတ်ကျွန်တော်တို့ဒီအတင်းတော်နဲ့ပတ်သက်နေတယ်ဘုရားသခင်ကဒီအတင်းတော်မှာရှိတဲ့ကလေးတွေအကုန်လုံးကိုဒီအတင်းတော်မှာရှိတဲ့အရာစီတိုင်းအတွက်ယန္တနာတွေနဲ့ပေးထားတယ်ဆိုတော့ကျွန်တော်တို့တွေ့ရပါတယ်ဒီကြောင့်ကျွန်တော်တို့အရာစတိုင်းကသူ့ရဲ့တန်ဖိုးတွေသူ့စီကနေကျွန်တော်တို့ရယူနေတယ်ဒီစီရိုးတောင်းလို့တင်ယူမှုတွေအချစ်စရာကောင်းအကုန်လုံးကျွန်တော်တို့ရယူရှိတယ်ဆိုတာတွေ့ရတယ်ဒုတိယတစ်ချက်အနေနဲ့တငယ်ဆိုတာကျွန်တော်တို့တက်ပါလဲဆိုလို့ရှိရင်တိတ်ကိုကြီးရဲ့ခဏပြောရတဲ့မှာချက်ပြတန်ဖိုးဖြတ်လို့ရတဲ့တနာဖြစ်တယ်တစ်ချိန်လေးမှာပဲပါလဲဆိုဘုရားသခင်အနှင်းထားတဲ့တိတ်ကိုကြီးမားတဲ့တာဝန်တကယ်လည်းဖြစ်တယ်ဆိုတာတွေ့ရတယ်ရှမတဲ့ပြုဝင်ကြအခန်းကြီး18အငယ်6ငါကိုယုံကြည်သောဤသူငယ်ကစုံတယောက်ကိုအကျဉ်သူသည်မာရီစေ၏ထိုသူသည်လေပင်နဲ့တိတ်ဆုံကြောက်ကိုဆွဲနှက်နေသောပင်နဲ့ညှို့ညွတ်ခြင်းကိုခံရလေအနေသာ၍ကောင်း၏တဲ့နောက်တစ်ချက်14မှာကျတော့အခန်းကြီး14မှာလို့ပြောထားတယ်ထိုနည်းသူကောင်းကင်ဘုံ၌ရှိတော်မူသောတင်တို့အဘသည်ဤသူငယ်သည်ရောက်ပုံများပျက်စီးစေခြင်းကအလိုရှိတဲ့ဘယ်တော့ပြောထားလဲဒီကလေးတစ်ယောက်လဲကြတော့အလုပ်တဲ့လူအားတဲ့သူ့လေဘေးမှာကြောက်စုံကြီးဆဲပြီးတေးတာမှသူ့အသက်ကောင်းအောင်မယ်ဆိုတော့ကလေးတို့လဲကြတဲ့တော့ဘာဖြစ်တယ်ညာဖြစ်တယ်ပြောရတာသူကဘယ်လိုလုပ်လဲဒီကလေးတယောက်လဲကြချင်းလမ်းမချင်းမမချင်းဆိုတာလူကြီးမှာတရားရခံလို့တောင်းရှိတယ်ဆိုတာပြောပြနေတာပဲအဲ့တော့သူကခါလေးပြောလိုက်တယ်ကလေးကိုလဲကြတဲ့ဘောမှာဆိုတော့ငါဘာလို့မဆုံးမအောင်ကျမတို့အပေါ်မှာတရားရအဲ့တော့စိတ်ပညာရှင်တွေကပြောလဲဆိုကလေးစိတ်ပညာရှင်ကကလေးတွေကဘာနဲ့တူလဲရင်မြုပ်နဲ့တူတယ်ရင်မြုပ်ဆိုတော့သူကရေအလားကိုကြည်နေပြီးအခုပြောလို့ဖြစ်7အပြည့်ရှိတဲ့ရေကြီးအေးလေးထဲမှာပြစ်ထည့်လိုက်ရတယ်အဲ့ဒီရေမြုပ်ထဲမှာအဲ့ဒီရေအပြည့်ဝင်သွားလိမ့်မယ်တဲ့ချင်းချမ်းရှိပြည့်သွားတယ်အဲ့ဒီရေမြုပ်ကိုအခုပြောမှဆိုတော့တို့လေဆက်လေစီးတဲ့အဲ့ဒီမြောင်းထရရှိတဲ့ပြချကြည့်တရားခဏဝင်လာပဲဟိုဒီကလမ်းထဲမှာမဆုတ်ချင်မရှိဘူးတဲ့ရေမြုပ်နဲ့တူတယ်အကုန်လုံးသူကစုံတယ်အဲ့တော့သူကဝန်းကျင်ကဟာအဆုတ်ဝင်တဲ့အရာအရေးကြီးတယ်ဆိုတော့တွေ့ရတယ်ဒီအရာတွေကြောင့်လည်းအသက်တော်မှာတိတ်ကိုအရေးကြီးတဲ့ဒီဓမ္မပညာကျောင်းဆိုတာကဥပုသ္စာပြေကျောင်းဆိုတာကဘုရားအရေးကြီးတဲ့အခန်းကဏ္ဍမှာပါဝင်လာတယ်ဆိုတော့တွေ့ရတယ်ခုနကသူ့ရဲ့တမန်ကိုဖတ်တာRobert Rex ဆိုတဲ့တရားကကလေးတို့ချင်းတော့အင်္ဂလိပ်ကသူတို့ကအမှန်တော့သူတို့ရဲ့ပညာရေးက1980သူတို့ပညာရေးဆိုတော့သူတို့ပြည်နိုင်ငံဆိုတော့တမန်ကျမ်းစာကချိန်ထားပါပဲစိတ်ကြောင့်ပုံကအဲ့ဒါတော့ကလေးတွေကပညာမသင်တဲ့စိတ်ကလေးတွေကလမ်းမတွေဟိုလူဆိုးတွေဖြစ်နေတာကိုအရင်ကနားမှာအဲ့ဒီကလေးတွေကိုစုပြီးမှခေါ်ပြီးတဲ့လူဆံမတွေခေါ်ပြီးမှကျမ်းစာကိုသင်ပေးတယ်အဲ့လိုသင်ပေးခါနဲ့ပေါင်းချလာတဲ့တော့အရာကိုအောင်မြင်ပြီးကလေးတွေရဲ့အသက်တာအတွက်အရာအကျိုးရှိကိုပြလာရတယ်ဒါတော့ဘာလို့ပြန်လာတာအခုကျွန်တော်တို့လုပ်နေတာဆိုတော့ကလေးတွေကတုံတင်ရမယ်အဲ့ဒါကြောင့်တော့တောင်းကြတော့သူငယ်သွားရလမ်းဝမ်းနဲ့ဆုံးမတုံတယ်တော့ကြီးတယ်သူအဲ့ဒီကြောင့်မလွယ်ဘူးစသွားလိုက်တယ်နေငယ်ကနေတင်တာနဲ့ကြီးလာမှတင်တော့နည်းနည်းကွာနေချင်တယ်။ဘာလို့ဆိုတော့ငယ်တော့ကအဖားကငယ်ကလေးကနေသူကတတိယတက်ကနေညအိတ်တဲ့ကောင်ကိုစစ်ကောင်းတာကအချင်းဖြစ်သွားတယ်။အဲကျွန်မကြည့်လာတော့ဘယ်လိုဖြစ်လဲဆိုညအိတ်ရင်စုမတောင်းလိုက်အိတ်လို့မရဘူးဖြစ်သွားတယ်။အိတ်မရတဲ့ပုံစံမျိုးဖြစ်သွားတယ်အချင်းကလို့ဒါပေမဲ့နည်းနည်းကြည့်လာတော့ဆယ်ကျော်တက်လေးဖြစ်လာတော့ငယ်တင်တဲ့နေရာတွေတွားရတယ်။မနေ့ကစစ်သားမနေ့ကကျတော့အဖားထားတဲ့ချိန်နဲ့
နဲ့ကျွန်မထားတဲ့ချိန်ကမတူတော့မတောင်းဖြစ်ဘူးအဲ့တော့မနေ့စစ်တောင်းလို့တိတ်မသိဘူးအဆရာမရောမနေ့လည်းစစ်တောင်းရမှာပေါ့တဲ့အဲ့တော့ကျွန်မစူးစမ်းကြည့်အကျဉ်းတော့ဖြစ်သွားတယ်ဒါပေမဲ့ဟိုငယ်လေးကဆွဲလာတဲ့အကျဉ်းကပို့ခိုင်းတယ်လို့ပြောတယ်မနေ့ပိုင်းတော့တခါတလေမိသွားတာအလုံးနည်းနည်းများလာတယ်ဒီမထားမိတာလို့မျိုးဆိုလို့တော့ငယ်လေးကဆွဲသွားတဲ့အမြင့်ဆွဲနေတဲ့ဟာကြီးကကြီးလာတဲ့ခါမှာဒီ6ရက်ခက်လောက်အောင်ကိုဆွဲနေတယ်အဲ့တော့ဒီကလေးကိုဘာလို့ကျွန်တော်တို့ဆွဲစင်လဲငယ်လေးရတယ်ဘုရားသခင်နဲ့နှီးဆက်ပြတဲ့ဓမ္မပညာကျောင်းကနေပြင်နေတာဖြစ်ပါတယ်တွန်တရားလို့ဆိုတာတီးလို့ဒီနေ့တော့ကကြည့်ရတယ်အရာကိုတွန်တင်တယ်ကလေးကိုအရင်ဖြစ်တော့ဆိုရင်အသက်9နှစ်ငယ်တဲ့တက်ဘာလို့ကြောက်ကြုံဘူးလား9နှစ်6နှစ်ငယ်တဲ့တက်အိုးဆိုရင်15ဆိုရင်ဘယ်16ဘယ်ရအခုကျတော့ဘလို့ပြတာတနည်းနည်းစကားပြောတတ်တာနဲ့တင်မဲ့မှာတော့ပေါ်လာတယ်အဲ့ဒီကနေထားမဲ့ကြောင်းတွေလည်းပေါ်လာကလေးကသူတင်ရမဲ့သူ့ကိုတင်ပေးမဲ့ဟာအများကြီးတင်ရမှာလို့ငယ်ငယ်လေးတင်ရမှာဆိုတော့လူတွေကရမ်းနားနေတာတော့အဲ့လိုတင်အဲ့လိုအခုကျတော့ဒီနိုင်ငံကပို့မှဆိုးတာကပို့ပြီးအမှုဖြစ်နေကလေးတွေတက်ပြီးချင်စားပုံများတယ်အဲ့တော့ကျွန်တော်တို့ကဒီလိုတုံတင်တဲ့အရာတွေအများကြီးထဲမှာဘုရားအကြောင်းတုံတင်တဲ့အချိန်ကအရန်ကိုတို့အတွက်နည်းလာတယ်ဆိုပြောရတယ်။ဒါဒီတမဘုရားခေါ်ပုံမှတွေ့ရတာလူတရားကဒီလိုကြက်နေတယ်။လူတရားအရင်ကဘုရားကနေတော့ Facebook ဖုန်းကြီးကလူကဆွဲနေတယ်။ဒီဘက်ကကျန်းစာဝါလူကဆွဲနေတယ်။ဘုလိုကလည်းဒီဘက်ကိုဘယ်ဘက်ကိုလိုက်နေလဲ။များနေတာကဘုရားကိုများနေတယ်။အခုကျမတို့ပြင်နေတာကသူတို့သိတာတွေကလည်းအရာကိုများလာတယ်ကျမတို့ထက်အများကြီးများတယ်သူတို့အတွက်ကဒီနေ့ကကြာတုံးဒီကိုလည်းရမ်းများလာပညာခေတ်ဆိုတာဒီနေ့ပညာရဲ့အရေးပါမှုကိုတွေ့လာတဲ့အခါမှာလူတွေကလည်းတုံးတင်လာတယ်ဒါပေမဲ့ဘယ်လိုတစ်ခုဖြစ်လာလဲဆိုတော့လူတော်တွေအရမ်းများလာတယ်တော့ကြည့်ပါလူကောင်းအမြင်ရှားလာတယ်လူကောင်းအရမ်းကိုရှားလာတယ်လူကောင်းဆိုတာရှားပါတဲ့တော့ရိုးသားမှုဆိုတာလည်းရှားပါတဲ့တော့ရှားပါပစ္စည်းဖြစ်သွားတယ်ကျွန်တော်အဲ့လူကောင်းဖြစ်အောင်လူတုံပြရမယ်ဖြစ်တော့ကြတော့တရားရှိလူရှိမှာအစင်အတိုင်းဉာဏ်ပညာနဲ့ခန္ဓာနဲ့ကြီးတယ်ဆိုတော့ကျွန်တော်ပြန်လာဖတ်ပြီးတော့ဒီတော်တော်ဒါမျိုးတရားရှိရောလူရှိရောဉာဏ်ပညာနဲ့သူစင်လိုက်ကြည့်တော့ဘူးတမန်ကျမ်းစာမှာပြောတာဘုရားသခင်ကိုကြောက်ရွံ့ခြင်းကဉာဏ်ပညာရဲ့အချုပ်အခြာဖြစ်တယ်နောက်တစ်ခုကနောက်တစ်ချက်ကဘာလဲဆိုတော့တန်ချမ်းမှုရှိအောင်လုပ်မှာဘုရားသခင်ကိုကြောက်ရွံ့ခြင်းကတဲ့မကောင်းမှုကိုရှောင်ခြင်းလေတဲ့ဆိုတော့သူစိတ်ထဲမှာဘုရားဆိုတာရှိတယ်ဘုရားဆိုတာကြောက်ရွံ့ရိုသေတိုက်ဖိုက်တဲ့ဘုရားဖြစ်တယ်ဘုရားဆိုတာနေရာတကာမှာရှိတဲ့ဘုရားဖြစ်တယ်အရာဖတ်တိုင်းကိုတတ်နိုင်တဲ့ဘုရားဖြစ်တယ်ဆိုတော့သူစိတ်ထဲမှာသူတည်ပြီးဘုရားကိုကြောက်ရွံ့ရိုသေတတ်သွားလို့ဆိုရင်လောကမှာသူလူကောင်းဖြစ်ဖို့တေချာသွားပြီဘယ်သူမကောင်းတာမလုပ်ရတော့ဘုရားရှိတယ်နောက်တစ်ချက်ကဒီကလေးတွေကငယ်ငယ်နဲ့ဘုရားနဲ့မိဘဟာရပြုပြီးအသက်ရှင်တက်လာတဲ့အခါမှာကြီးလာတဲ့အခါမှာသူ့ဘဝကလုံခြုံမှုအပြည့်အဝရှိတယ်ဆိုတာဒီနေ့တွေ့ရတယ်လုံခြုံမှုဆိုတာကဘာအခက်ခဲမှမရှိဘူးအကုန်လုံးစင်လို့ချောဆိုတာပြောတာမဟုတ်အခက်ခဲကြားပြနေတာကသူ့ရဲ့ဘဝကအတိတ်ပဲရှိတယ်ပြောနေတာနေရထိုင်ရတာသူ့ရဲ့ဘဝကအတိတ်ပဲနဲ့ပြည့်နေတဲ့ဟာကျွန်တော်တွေ့ရတယ်တမန်ကျမ်းစာထဲမှာကြည့်ရခါမှာရှင်ပေါလုရဲ့အသက်တော်ကျွန်တော်တိတ်ခွန်အားရတယ်သူ့အသက်ခဲခဲပြဒီသူအရင်ရှိအဲ့ဒီတမန်ခရစ်တော်ရဲ့တမန်တော်မဟုတ်ခင်ရှိရတယ်သူကနာမည်ကြီးရောက်တယ်ဖာရိရှဲတွေမှာတကယ်ကိုအရန်ကိုနာမည်ကြီးတဲ့ဆရာရဲ့တပည့်သူ့ဘဝကအမြင့်ဆုံးမှရှိတယ်အဲ့ဒီအချိန်မှာသူ့ရဲ့ဘဝမှာစစ်မှန်တဲ့ညီအချင်းစာမရှိဘူးတဲ့စစ်မှန်တဲ့ပြုစုမှုစာလည်းမရှိဘူးသူလိုချင်တဲ့ဟာကိုသူရှာမတွေ့ဖြစ်တယ်ဒါပေမဲ့သူခရစ်တော်ကိုရရှိပြီးခရစ်တော်နဲ့အတူခရစ်တော်အတွက်အသက်ရှင်တဲ့အခါမှာသူအတွက်ခရစ်တော်ချစ်သူရပါမယ်လေသူပြောတယ်သူအတွက်မြတ်ချက်အပြည့်ရှိတယ်အဲ့တော့ဘုရားဒီနေ့ကျွန်တော်တို့တားသမီးတွေဒီနေ့ဒီခေတ်ကြီးကဘာမှကြောက်စရာကောင်းတာကျွန်တော်တို့တားသမီးတွေဒီကျွန်တော်တို့လက်ထဲမှာခါပြီး
ဆုံးမရမယ့်အချိန်ကအရင်နေတယ်နည်းနည်းလေးတော့လေးတောင်းတာတဲ့ဒီစံနဲ့ကိုမိခင်တွေဖခင်တွေနဲ့နေရမယ့်အချိန်ကနေတော့ပြီသူတို့ကျောင်းမှာသူတို့ရဲ့ဝိစာအတန်းကြီးတွေလည်းအသက်ကြီးတွေလည်းအချိန်နဲ့နေတော့အဲ့ဒီလိုမျိုးအချိန်မှာသူတို့အသက်ကလည်းသူတို့တည်တာတွေကလည်းညာနေနေတော့ကြည့်ရတယ်အဲ့ကိုကြောက်စရာကောင်းတဲ့အချိန်မျိုးဖြစ်နေတဲ့ကျွန်တော်ရဲ့တာသမီးတွေအဲ့ကိုတန်ဖိုးရှိတဲ့ဘုရားသခင်ပေးထားတဲ့ဒီမှာလေးကိုကျွန်တော်တို့နောက်ွယ်မှာစိတ်ချလက်ချထားနိုင်ကိုရတော့ဆိုရင်စိတ်ချလက်ချသူ့ကိုကျွန်တော်တို့လည်းတက်ရှိနေလို့ဆိုရင်သူ့ကိုဘုရားသခင်နဲ့မိတ်ဆက်ပေးလိုက်ပါဆိုတော့ဒီနေ့ပြရတယ်အဲ့ဒါကြောင့်လည်းဒီနေ့အမှန်မှာဓမ္မပညာဌာနဆိုတာဥပ္ပစာအကြောင်းအရာကိုအရေးကြီးတဲ့ဌာနမှာအရာကိုအရေးကြီးတဲ့branch အကိုင်းခက်တစ်ခုဖြစ်နေဘာလို့ဆိုအတင်းတော်ဆိုတာကကျွန်တော်တို့သိတဲ့ဌာနပေါ်လို့အကိုင်းခက်စုပြီးမှစုနေတဲ့ဒီကလေးတွေကအမှန်တကယ်တော့ကလေးထိန်းစံစကူဆိုတာကကလေးထိန်းမှုမိဘတွေစတောင်းမှုလို့ရအောင်ကလေးကိုကြည့်ထားဖို့တော့မဟုတ်တော့ဘူး။အဲ့ဒါကိုအရေးကြီးတယ်။လူတော်မှပြောချင်တယ်ဆိုရင်တနေ့တစ်ချိန်မှာဒီလောကလူသားလောကထဲကိုဝင်လိုက်တာနဲ့သူတို့ကိုယ်ပိုင်ချင်အောင်လည်းရက်လိုက်တာနဲ့သူတို့တိုက်ခိုက်ရမယ့်စစ်ဘယ်လိုပြောမလဲတိုက်ခိုက်ရမယ့်အဲ့ဒီစစ်ဖို့အတွက်သူတို့လက်နဲ့တက်စစ်ပေးနေတာစစ်တနပ်ပေးနေရတယ်တူတယ်။ဘာလို့အဲ့ဒီအချိန်မှာသူတို့ပြားနဲ့တောင်းဆုတ်ကန်နေပြီဆိုလို့ရှိရင်တော့ဒီနေ့ကျွန်တော်တို့အသက်ရရောက်မှကျွန်တော်တို့တက်ရတဲ့အရာကကျတော့ရှင်ဘောလို့ပြောတာမြင်ရတဲ့အရာမျိုးမဟုတ်ဘူးတဲ့မမြင်ရတဲ့လောကီနတ်ဆိုးတွေနဲ့တက်ရတဲ့ကျတော့မြင်ရတဲ့လက်တွေနဲ့တက်လို့မရအောင်အဲ့ဒီအရာကတိတ်ကိုပို့ပြီးတကူအာမကြီးမားတဲ့အဲ့ဒီအရာတွေတိုက်ဖို့ရတဲ့ဒီနေ့ဒီဓမ္မပညာကျောင်းဆန်နေစုတော့ပြောမှာအဲ့ဒီစုကနေတုံတုံပေးနေစစ်လက်နဲ့တက်စစ်ပေးနေစစ်တင်တဲ့ကျောင်းပေးနေတယ်ဘောလို့သင်စားချင်တယ်အဲ့ဒါကိုအရေးကြီးတယ်ဖြစ်တယ်ဆိုတော့ဒါအဲ့ဒါကစက္ကန့်နေတဲ့ဆံမရီပါဝင်နေတဲ့ကလေးတွေအစောစီးကအချင်းကြီးတဲ့တော့ထားထားရတယ်ဆိုတာဒီလိုသိနေရတယ်ဒါကြောင့်တခါတလေကျတော့စာသားကအဲ့လိုနေရာမျိုးမှာအရာကိုအလုပ်လုပ်တယ်အလုပ်ရလုပ်တဲ့ခါမှာတချို့တွေကဘယ်လိုဖြစ်လာလဲဆိုရင်ဒီဓမ္မပညာကျောင်းတွေကဆန်းနေစကူတွေကဖြစ်လာဆိုကျက်စာအကြောင်းဘုရားကိုညတဲ့နေရာလောက်လောက်ပါတယ်ဟိုဘလို့အဲ့ရကလေးတို့လို့ကျက်စာအကြောင်းသိတယ်ဓမ္မတိချက်ဘိုးစကောအကုန်လုံးသူတို့ကိုကျွတ်တယ်ဘာထပ်ပြတော့လေအကုန်ရတယ်ပြီးတော့ဘာတခါတလေဆမရကပြောတယ်အာဗြဟံခင်မလေးလူတွေကအရာကိုစိုးတားလို့ပါတယ်အော်ကလေးကဆမမနေပြတာအာဗြဟံဘုံနောအေခိသူတို့ကိုသိတယ်ဒါပဲအန်ဒီတို့သိအောင်ကကောင်းတယ်အောင်တော့သေးလည်းမဟုတ်ပဲနဲ့တကယ်ကိုဘုရားခင်ကဣတိကလူမျိုးတွေကိုပင်လယ်ထဲကနေလမ်းကိုဖြစ်စေပြီးမှအဲ့ဒီကနေငါသူတို့ကိုခေါ်ထားတယ်ဆိုတဲ့အကြောင်းကိုသိလို့အဲ့ဒီအရာအဲ့ဒီနောက်ထိတကူကြီးရဲ့ဘုရားကငါနဲ့တူရှိတယ်အဲ့ဒီဘုရားကိုငါရထားတယ်ဆိုလို့ရှိရင်ငါရဲ့ဘဝမှာဒီလိုပင်လယ်နဲ့တူတဲ့ဖြတ်တန်းလို့မရတဲ့ဒုက္ခမျိုးတွေကြုံလာတယ်ငါဘုရားငါ့ကိုဆိုင်လာတယ်ဆိုတဲ့အဖြစ်တို့နှလုံးသားရဲ့ကြည်ဆွဲတော့ဖို့အဲ့ဒါလေးဆိုအဲ့ဒါကျွန်တော်ဓမ္မနှလုံးသားနဲ့ဆိုင်တဲ့ကိစ္စဖြစ်လာပြီ။အဲ့တော့ခုလည်းနဲ့အတိညာပညာပေးလို့မဟုတ်တဲ့ဆိုတော့တင်နေတဲ့ဆံမပုံမှာလည်းဆရာဆံမပုံမှာလည်းမြင်ကြည့်တယ်။တင်တဲ့ကလေးတွေပုံမှာလည်းမြင်ကြည့်တယ်။ပြီးတော့ကျွန်တော်တို့အရာစီတဲ့အတင်းတော်တစ်ခုလုံးကလည်းအများကြီးပတ်ဖို့အပ်တယ်ဆိုပြီးစူတောင်းချင်အားပေးချင်ကြားရတာကျွန်တော်တို့တမ်းလို့မှာဒီနေ့ကျွန်တော်ရဲ့အရင်အရေးကြီးတဲ့အနာဂတ်ကလေးတွေစူးကြည့်ရပါဒီအတင်းတော်မနေ့ကဖြစ်မှဆိုတာသိချင်ဒီနေ့လူငယ်တွေဘာလုပ်နေလဲဆိုတာကြည့်ပြီးပြောလို့ရတယ်တဲ့အဲ့ဒါတော့တကယ်လို့ဒီနေ့လူငယ်ကြီးအစင်မပြေဘူးဆိုရင်ပြင်ရနားကြတော့ကလေးတွေကိုဒီနေ့ကလေးတွေကိုတင်မတုံတင်တဲ့မျိုးဆက်၃ဆက်ခါတက်သွားမယ်ကလေးတွေဒီမှာတခုဆောလွတ်လိုက်မယ်ဆိုရင်သူတို့လူငယ်ဖြစ်လာတဲ့တော့လွတ်သွားတယ်လူကြီးဖြစ်လာတဲ့တော့လွတ်သွားတယ်အဲမျိုးဆက်၃ဆက်ကခါပြတ်သွားတယ်ဒါဒီနေ့တင်းတော့ကျွန်တော်တို့ပဲအရာကိုအရေးကြီးတယ်ဆန်နေစကူရှိတယ်ဒါခင်ကျေးဇူးတော်ပဲစ
church school ခွန်ကျောင်းကျွန်တော်တို့အရာအရေးကြီးတဲ့အရာကိုဖြစ်တယ်လို့တင်နေတဲ့ဆရာမတွေတို့ရောကျွန်တော်တို့စုတောင်းချမ်းမြေနဲ့အားပေးပြတဲ့လိုအပ်တယ်တင်ကြားခံယူနေတဲ့ကလေးတွေတို့ရောအများကြီးစုတောင်းပေးဖို့လိုအပ်တယ်ဆိုတာသိရတယ်။ဘာလို့ဝိညာဉ်တိုက်ပွဲဖြစ်တဲ့ကြောင့်ဘုရားကအားမချရတယ်သိရတယ်။ဒါကြောင့်ဒီနေ့မှာဒီကလေးကငါနဲ့မဆိုင်ဘူးငါကလေးလည်းမဟုတ်ဘူးငါနဲ့လည်းမဆိုင်ဘူးတော့ကျတော့ဆရာကဆရာမလည်းမဟုတ်ဘူးငါနဲ့လည်းမဆိုင်ဘူးဘယ်လိုဖြစ်တော့ဘာလို့လူတရားကောင်းရင်လောကကြီးတဲ့လူကောင်းတယောက်တိုးရင်တလောကလုံးအတွက်ကောင်းတယ်လောကကြီးတဲ့လူဆိုးတယောက်တိုးရင်တလောကလုံးအတွက်ဆိုးတဲ့ဒီနေ့ကအရန်ချင်းသွားပြီဘာကြီးကအရန်ချင်းသွားပြီဘာလို့ပြည့်တဲ့အတိုင်းဒါကြောင့်ကျွန်တော်တို့လမ်းမတွေ့နေတာကိုလုံးကဒီကလေးတွေကိုတူတူပို့ရတဲ့တော့စစ်တောင်းပေးဖို့ရတဲ့တော့ဒီဓမ္မပညာကျောင်းအတွက်ပံ့ပိုးဖို့ရတဲ့ကအားလုံးအတွက်အားလုံးရဲ့တာဝန်တွေဖြစ်တယ်။ဒါတစ်ခုအနေနဲ့လည်းတိတ်ကိုကြီးမားတဲ့တာဝန်တွေဖြစ်တယ်ဆိုတဲ့အရာကိုဒီနေ့တွေ့ရပါတယ်။ဒါကြောင့်ကျွန်တော်တို့ဒီတငယ်တွေကရတဲ့ကျွန်တော်တို့အရန်ချစ်လို့အနေနဲ့သူ့ရဲ့မိသားကိုပေါ်ပြဖို့အတွက်အနေနဲ့ရည်ရနာဖြစ်တယ်လို့ကျွန်တော်တို့ယုံကြည်လို့အနေနဲ့တာဝန်တွေလည်းဖြစ်တယ်။ပြီးတော့တူတာဝန်အနေနဲ့ကလက်မကြည့်ရတော့ဘူးကျွန်တော်ကျန်းဆောင်ကြည့်ရတယ်အရောက်စီတိုင်းကိုမိကတာအပ်ထားတယ်ပြုံကတာအပ်ထားတယ်ဘယ်လိုလဲအဲ့စစ်တယ်တတိလေးမှာပြတောင်းချေတဲ့လူကတာလူသစ္စာရှိတော့နေတာကတေကအမှုငယ်မှာတောင်းချေတဲ့အတွက်ဒီထက်ကြီးတဲ့အမှုကိုပြုံတာအမယ်ဆိုမှပြောပြောထားတယ်ဘာကျန်းဆောင်ရရှိအဲဒါကျွန်တော်တို့ကလေးတွေကနေစားတဲ့တောင်းတွေနဲ့တိတ်ကိုကြီးမားတယ်များအထားတဲ့တောင်းကျွန်တော်အရာစီတိုင်းလေဘုရားသခင်အတွက်သစ္စာရှိတဲ့ငယ်သားကောင်းဖြစ်ရတယ်။ပေါင်းနေစက္ကကြပါစို့အနည်းငယ်အားပေးခြင်းတော်လားအားပေးခြင်းနောက်တော့အစမ်းတတ်ပါရဲ့ဆရာကြီးပါရဲ့